ရာသီစားတစောင်းကားပဲဖြစ်ပါတယ်မိုးကြတာနဲ့တစောင်းကားအတက်တည်းကမြင်တွေ့ရတဲ့အတိုင်းပါပဲတအားထွက်လာတာပဲဖြစ်ပါတယ်ဒါကဆောင်းလုံးမှာခေါ်ပြီးတော့ရောင်းမဲ့တစောင်းကားတွေပဲဖြစ်ပါတယ်ခုလက်ရှိပေါင်စည်းကတော့တပိတ်တာ9000ပေါင်စည်းရှိတယ်လို့လည်းသိရပါတယ်ဒါကတစောင်းကားစိုက်ခင်းကြီးစိုက်ထားတာပဲဖြစ်ပါတယ်တစောင်းကားကတော့တိတ်ထွေထူးတိတ်မရှိပါဘူးရာမီပေါ်မှာဒီချာလေးထွန်ရက်ပြီးတော့တစောင်းကားအမြင့်ကိုပြန်ပြီးတော့ထိုးစိုက်ထားရင်သူကနဲ့သူရေလောင်းရလည်းမလိုပါဘူးဓာတ်မြေဝဇာလည်းပတ်ဖြန်းစားမလိုပါဘူးသူမိုးဥကြတာနဲ့သူကနဲ့သူအတက်တွေထွက်ပြီးတော့ဆောင်းဝင်လာနဲ့ဒါတူးဖော်ပြီးတော့ရောင်းကြတာပဲဖြစ်ပါတယ်မမြင်ဘူးတဲ့မိတ်ဆွေတို့အတွက်ဘုဟုတုဒအနေဖြင့်တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်